ကဲဟိုတနေ့ကတင်တဲ့ဗီဒီယိုလေးပေါ့နော်ဒီအဲကူလာလေးပြင်တာပြီးသွားပါပြီပေါ့နော်ပြီးဆုံးသွားပါပြီဒါလေးတက်လက်ပြပေးတာပေါ့နော်အကောင်လုံးဖွင့်လို့လာပြီနော်မတူအားလုံးပဲမင်္ဂလာပါကျွန်တော်ထွန်းနိုင်ဖြစ်ပါတယ်ဒီနေ့အဲဘန်ကအဲကူလာပေါ့နော်နောက်တဲ့ဟာတလီတစ်လုံးကျွန်တော်အဟောင်းဆိုင်နေပြီးတော့ဝယ်လာတယ်ပြင်ကြည့်မှာပေါ့နော်ကျွန်တော်ထင်တာတော့သေချာပေါ့ကျွန်တော်ပြင်လို့ရမယ်လို့ထင်တယ်ပေါ့နော်ကိုတက်တဲ့ပညာကိုသိတဲ့လောက်နေနဲ့ကိုပြင်မှာပေါ့နော်ကိုဆရာကြီးလည်းမဟုတ်ဘူးပေါ့နော်ကိုကတက်တဲ့လောက်မှတ်တဲ့လောက်လေးနဲ့ဒါသူတို့အမိုက်ပေါင်နေပြီးတော့ရေချိုဈေးနဲ့ကောက်လာတယ်ပေါ့ဗျာဟာလားကိုမှဆွမ်းစားရှိတဲ့လောက်ကိုပြင်ကြည့်မှာပေါ့ရတော့လည်းရပေါ့မရတော့လည်းပြစ်ထုတ်ပေါ့ဒီကောင်နေဈေးကြီးရနော်သိဆိုရင်ညီမကွင်းနဲ့ဆိုရင်9သိန်း6သိန်းလောက်ရှိအောင်မယ်နော်9သိန်းလောက်တော့ကြော်မယ်ဗျာဒါပေမဲ့တန်စာခိုက်ပဲပေါင်းမှဆိုရင်တော့6သိန်းလောက်တော့ရှိမယ်ဒါတော့သူ့ရဲ့ရေထဲတဲ့ဟာသူ့ရဲ့ပစ္စည်းတွေအစုံရှိတယ်အဲ့ဒါလိုမျိုးသဘောကျလို့ဝယ်လာတာသူ့ပစ္စည်းစုံနေတယ်ဒါအားလုံးကျွန်တော်ဖြုတ်ပြီးစေးမှာအစ်စ်တိုင်းဖြစ်အောင်လုပ်မှာနော်ရတာမရတာတော့ကံပေါ့ရင်တော့တစ်လုံးနဲ့ရှိတယ်နောက်တစ်လုံးကကျတော့သိန်းတာမဖွင့်ဘူးဒါကျွန်တော်ဖွင့်ပြီးငယ်ချင်းတို့ခါပြန်ပြမယ်နော်ကဲမနေ့ကအဆက်လေးပြန်ပြီးတင်ပေးမယ်နော်ဒီဟာပြင်တာအကောင်လုံးနဲ့ဖြုတ်လိုက်ပြီတစားစီတွေရှိတယ်အဲ့တော့ပြောချင်တာတော့တိတ်ပြီးတော့မတက်မကြွချင်တော့လဲခိုကလီဒီကလီနဲ့ပေါ့ဗျာစက်ပစ္စည်းရတယ်အဓိကလိုတာကိုရှာဖို့ပြုဖို့ဆိုတော့အခုတော့အဆင်ပြေသွားပြီဗျာအကောင်လုံးကောင်းသွားပြီမော်တာလဲလဲသွားပြီနော်ဘယ်ရဖြစ်တဲ့ဘွားကြီးဖြစ်တော့လဲတီးရှင်တော့မေးကျွန်တော်လဲစိတ်ရှုပ်သွားပြီပြန်ကျိုးတွေပြန်ထလိုက်အောင်ဆိုတော့ပေါ့နော်အဓိကတော့ကျွန်တော်ဒီကောင်လေးစေးမယ်ဘာလဲမသိအဝါရောင်နေအဟောင်းဆိုင်ရဆိုတော့စေးပြီးတော့အစ်စ်တိုင်းဖြစ်အောင်လုပ်မယ်ပေါ့နော်ပြီးသွားရင်တကယ်ချင်းတော့ဖွင့်ပြမယ်နော်အားလုံးဒီလောက်ပဲနောက်မှပြန်ဆောင်ကြမယ်အားလုံးမင်္ဂလာပါတမနေ့အဆက်လေးပေါ့နော်အကောင်လုံးဖြုတ်လိုက်ရင်မှာသူ့ရဲ့ကောင်းနေရအကောင်လုံးဒီကောင်အကောင်လုံးမဖြုတ်ချတော့ဘူးဗျာဖြုတ်ချပြီးအချိန်ပေးရတယ်နောက်ပြီးတော့အလုပ်သမားတွေလည်းလာတော့မယ်ကျွန်တော်တို့နဲ့ရှုပ်နေမှကြောက်လို့အရေးကြီးတဲ့အပိုင်းတွေမှာဖြုတ်လိုက်တော့ဒီကောင်နေစေးရမယ်ဒါအစ်စ်ဖြစ်အောင်လုပ်မှာပေါ့နော်သူကလည်းတစ်နေအကောင်ကြီးပဲဒီမှာဆိုရင်ရေချိုးတွေတက်နေရပါတော့ဒီကောင်နေလည်းပြောင်းစင်မဟိုးရှိမှရှိရအဲ့ဒါလေးအကုန်လုံးဖြုတ်စေးပေးရမယ်မင်္ဂလာပါကျွန်တော်ထုံးနိုင်ဖြစ်ပါတယ်ဒီနေ့ကတော့အဲကူလာပြင်မဲ့ညီကိုတွေပေါ့နော်ဝါသနာရှင်တွေပေါ့ဒီမှာသူ့ရဲ့အဲ့ဒါတစ်ခုပြမယ်ဒီမှာအကောင်လုံးဖြုတ်လိုက်ပြီးတော့သူ့ရဲ့ control circuit တွေလည်းလိုက်တယ်ဗျာကျွန်တော်မှာတနေ့ကုန်လိုက်တယ်မိုးချုပ်သွားတယ်ဒါညီကိုတို့ဟိုနေဘူးတုတလေးအနေနဲ့တခုဒါ sharing လုပ်ပေးရှင်းတာပေါ့နော်ဟုတ်လားဆရာကြီးတရားနဲ့တရားဒါမှတီးသွားကြမှာဟုတ်လားကိုလိုမျိုးဒုက္ခမရောက်မှာအဲ့ဒါကိုကတော့ပညာတွေကိုတတ်တဲ့လောက်မှတ်တဲ့လောက်ကိုရီးယားဆရာမဟုတ်တော့ဒီအဲကူလာပါအဲ့ဒါလဲဆိုတော့ controller အကုန်လုံးလုပ်တယ်ဒါပေမဲ့ပန်ကာမလဲဘူးကျန်တဲ့ဟာကုန်ရပန်ကာမလဲတော့ဒီမှာလိုက်ပြီးတော့ဒီကောင်တွေကအကုန်လုံးကောင်းတယ်ပြီးတော့မှပန်ကာစစ်ကြည့်တော့ပန်ကာမော်တာမလဲဘူးအဲ့ဒါမော်တာကနေဖြစ်တာမဟုတ်ဗျဒီမှာသူ့ရဲ့ဒီမှာထင်မှုဖြူးလေးရှိတယ်ဒီမော်တာထဲမှာအဲ့ဒီဖြူးလေးကပြက်ပြီးတော့ short ပြက်တာပေါ့ short ပြက်လည်းမျိုးပြက်တော့မော်တာမလာဘူးဗျာအဲ့ဒါကျွန်တော်အခုစားထိုးရမယ်စားထိုးမယ်ဆိုဒါပေမဲ့သူ့လိုမျိုးပုံစံတော့မရှိဘူးဒါပေမဲ့သူ့ထက်တော့ရှည်တယ်ထဲလို့တော့ရမယ်လို့ထင်တာပဲကျွန်တော်ထင်တာရောမရရင်တော့ထောက်လိုက်မှာပေါ့နော်စမ်းထဲကြည့်မှာပေါ့ကျွန်တော်ထင်တာတော့ရမယ်လို့ထင်တာပဲဒါညီကိုတို့ကျွန်တော်မျိုးတိုင်မပတ်ပြမှာကျွန်တော်မှမလားဒီ capacitor တွေဖြစ်တာလားဒါပေမဲ့ controller ပဲ short ဖြစ်တာလားပါတယ်တော့အကုန်လုံးဖြုတ်လိုက်ဘာမှမရှိတော့ဒါပေမဲ့အကုန်လုံးပြန်ဆေးလိုက်ဗျာဒီလားလုံးဝပါကင်လို့ဖြစ်သွားပြီအကုန်လုံးအစ်စ်တိုင်းပဲရန်လှဟာတလီရန်လှအကောင်တစားတွေဖြုတ်ပြီးရှိရအဲ့ဒါမှရှယ်အဲ့ဒါညီကိုတို့အတွေးကြုံလေးတခုအဲ့ဒါလာပြီးတော့ sharing လုပ်ပေးရှင်တာသူ့ရဲ့ကြိုးတွေကျဲပြီလားဘာမှမရှယ်ရသေးဘူးဒီမျိုးစားလေးကတော့ကောင်းတယ်နော်ဘာမှမရှိဘူးအရွက်မရှိကဲဒါပြီးတော့မှငယ်ချင်းတို့ခါပြန်ပြပေးမယ်နော်